Fish to play long. Oh shit. Happy New Year! Woo! အစိုးရအားလုံးပြောက်ပြီးတော့အကောင့်တွေပဲဖြစ်လာမယ်2026ကိုဖြစ်တန်းနိုင်ကြပါစေလို့ကျွန်တော်ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဂျပန်နိုင်ငံမှာဂျပန်လူမျိုးတွေတို့ရဲ့နှစ်သစ်ကိုဘယ်လိုဖြတ်တန်းလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဂျပန်လူမျိုးတွေကတို့ရဲ့နှစ်သစ်ကိုအိမ်ထဲမှာမဟုတ်ဘဲနဲ့အပြင်မှာဖြတ်တန်းလေးရှိကြပါတယ်ဖြတ်တန်းပုံဘယ်လိုရှိလဲဆိုတာကိုစိတ်ဝင်စားရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြပါခင်ဗျာဆိုတော့ကျွန်တော်ဒီနေ့ခေါ်သွားပေးခြင်းတဲ့အစီအစဉ်လေးကတော့ပထမဆုံးအနေနဲ့ခိုးတိုက်ကြီးဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ကျွန်တော်ဂျပန်လူမျိုးတွေကနှစ်ကုန်တဲ့အချိန်တိုင်းမှာကျွန်တော်ဒီလိုမျိုးခေါင်းလောင်းလေးကိုတီးလေးရှိကြပါတယ်ခေါင်းလောင်းတီးတဲ့နေရာမှာ108ကြိမ်တီးကြပြီးတော့ကျွန်တော်လူရဲ့စိတ်ထဲမှာ108မျိုးသောမကောင်းတဲ့စိတ်တွေရှိရလို့ဂျပန်လူမျိုးတွေကအယူရှိကြပါတယ်ခေါင်းလောင်းကို108ကြိမ်တီးပြီးတော့ဒီလူရဲ့မကောင်းတဲ့စိတ်တွေကိုဖြေပြောက်တယ်ဆိုတဲ့အယူလေးနဲ့တီးကြတာပဲဖြစ်ပါတယ်ခင်ဗျာဥပမာအားဖြင့်ပြောပြရမယ်ဆိုရင်တော့ပေါ့နော်ဒီမနာလိုတဲ့စိတ်အတိတ်ကိုမစွန့်လွတ်နိုင်တဲ့စိတ်အနာဂတ်ကိုအရင်ကြောက်တဲ့စိတ်ကိုမလုံလောက်ဘူးလို့ထင်တာတို့လူတွေရဲ့ပြောစကားအရင်အလေးထားနေရခေါင်းထဲမှာထည့်နေရတို့ဒီအောင်မြင်မှုကိုမျက်နှာချင်းမဆိုင်နိုင်တာတို့ပေါ့နော်ဒီပြောရမယ့်အချိန်မှာတော့မှစိတ်ပူတယ်ပြီးတော့ပတ်စံလိုချင်တဲ့စိတ်တို့ဒီစိတ်တို့လွယ်တယ်တို့အတိတ်အမုန်းကိုမစွန့်လွတ်နိုင်ခြင်းရီးစားဟောင်းမမေ့နိုင်ခြင်းကိုအမားကိုမမြင်နိုင်ခြင်းဒီအမားလုပ်ပြီးမှမတိလိုက်ခြင်းဘဝကိုအမြင်မှားခြင်းစတဲ့ဒီအမျိုးမျိုးသော108မျိုးသောပေါ့နော်ကျွန်တော်ကတော့ဥပမာအနေနဲ့နည်းနည်းပဲပြောပြလိုက်တာပေါ့နော်နေ့ရဲ့အကုန်မှာຢာလေးကိုဖြေပြောက်စေတဲ့သဘောနဲ့ကျွန်တော်ပြောသလိုပဲဒီခေါင်းလောင်းလေးကို108ကြိမ်တီးကြတယ်ပေါ့နော်နောက်မှလည်းလူတွေအများကြီးပါပဲတပ်ပုံရိုက်နေရပါကျွန်တော်လည်းရိုက်လိုက်ပါဦးမယ်ဒီဆိုကျွန်တော်လူတွေကထင်ထားရတယ်မတူဘူးပေါ့နော်တန်းစီနေရရိုးမဟုတ်ပါဟိုးမှမြင်နေရလားဟိုးမှမြင်နေရတာခေါင်းလောင်းပေါ့နော်အဲ့မှာ line ရလာပြီးတော့ဟိုနားမှာရက်သွားပြီးတော့ဟိုရှေ့မှာရက်သွားပြီးတော့ဒီဘက်မှာပြန်တန်းပြီးတော့ဒီဘက်မှာပြန်တန်းတာကိုတူလို့ရအောင်မှကျွန်တော်ကဒီနောက်108ခုပဲရောင်းမယ်လို့ထင်တာပဲဒါပေမဲ့ဦးလေးယူမေးကြည့်ရတော့ဂျာမီယာကတော့ဖုန်းကြီးကဖုန်းဆုံးဖြတ်ပြီးမှဆိုတော့လောဆယ်တော်တော်တန်းရမှာပါကျွတ်စင်ကြီးပါ Oh my god တော့ရာဒီဦးတို့က4ပဲ4ပဲဖြစ်ပါတယ်လက်မှတ်စဖွင့်မှာ10နိုင်ဆိုနောက်တစ်နိုင်တန်းစောင့်ကြပါမယ်ကျွန်တော်စောင့်နေတော့မှအနေငယ် PUBG လေးပြစ်လိုက်ပါတယ်ခင်ဗျာ1 hour later ကဲဆိုကျွန်တော်တနိုင်လောက်စောင့်နေရပေါ့နော်စောင့်နေတဲ့နောက်မှာဟိုရှိမှနည်းနည်းလှုပ်သွားတွေ့ဟိုကျွန်တော်ထင်တော့စားတော့မှမလို့အဲ့လိုသူတို့နည်းနည်းလူစုအောင်လုပ်လိုက်တယ်ထင်ပါတယ်ဆိုတော့အခုကျွန်တော်ဟိုနားလေးကနေပြီးတော့အခုဒီဘက်ထိတော့ရောက်လာပြီပေါ့နော်အေးနေပါပြီ Y2K ရိုက်ကလာ A few moments later ကဲဆိုတော့ကျွန်တော်အစီးစေးလိုက်ပြီးတော့ပေါ့နော်လူပြည့်သွားပြီတဲ့နောက်ကလူတွေအကုန်လုံးဘွားပြတ်သွားပြီဟိုကကြည့်လာအောင်ဟာအဲ့လောက်တော့မလားပြီးသွားပြီတဲ့ကျွန်တော်ဟလာတော့ပြအောင်ပြဟုတ်လားနောက်ထပ်အနေနဲ့ကတော့ယာတိုက်ဆိုရဲ Japanese street food လေးတွေစားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့နေရာလေးကိုဘိုင်လဲစားပြီးဖြစ်တဲ့တော့အေးလေအေးနေဖြစ်တဲ့တော့သွားကြပါမယ်ခင်ဗျာ Let's go ဟာそこだလက်စားကျွန်တော်မိတ်ဆက်ပြောရင်ညဒါကတော့ခိုင်ရိုလို့ခေါ်ပါကျွန်တော်ပူတဲ့အေးတဲ့ချိန်ကျရင်ညလေးကိုခြေလိုက်ရင်ဒါလေးကနွေးလာပါတက်တော့ရင်ရနေအောင်ပိတ်ထားပြီးတော့ဗာလဲမတိဘူးပေါ့နော်လူတွေကမြင်တဲ့အတိုင်းပဲပေါ့နော်အရန်တက်နေရဆိုတဲ့အတွက်12နာရီထိုးပါတော့မယ် Happy New Year ဟောဖို့အချိန်ရောက်ပါတော့မယ်ပေါ့နော်17နာရီ59ပဲဖြစ်ပါတယ် Fish to play long Oh shit Happy New Year! Woo! ဆိုတော့ကျွန်တော်တို့ပေါ့နော်ဆိုတော့ကျွန်တော်နီးလာပြီဝင်ရတော့မယ်ပေါ့နော်ဟိုမှာမြင်နေရပြီခေါင်းလောင်းဟုတ်ပါဘူးမဟုတ်ဦးမြင်နေရပါပြီ group လေးခွဲပြီးတော့တို့အထက်ကိုပေးဝင်နေတာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော် group တွေခွဲပြီးတော့ထည့်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအခုလာမဲ့ group မှာကျွန်တော်ဝင်တော့မှာဖြစ်ပါတယ်ဆိုတော့နောက်မှာကာလိုက်ပြီနော်နောက်တစ်စိမ့်မဲ့လိုပါတော့တယ်ရောက်ပါတော့မယ်စီမစံဆိုကျွန်တော်ဝင်လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာ行きます。わあ、誰かいる今。誰かより。
ကဲဆိုတော့ကျွန်တော်တို့ပေါ့နော်အထဲလေးရောက်ပြီဆိုတော့အရင်ဆုံးဆူတောင်းပါမယ်ဆူတောင်းတာရဲ့နေရာတော့ကျွန်တော်ပတ်စံကိုပြစ်ပါမယ်ပြစ်ပြီးတော့ရင်နှစ်ခါလုပ်ပြီးတော့လက်ကုပ်နှစ်ခါတီးပြီးတော့ဆူတောင်းပါမယ်ဆူတောင်းပြီးတော့ရင်ခါပြန်လို့ရင်ရရဖြစ်ပါတယ်ဆိုတော့စောင့်ကြပါမယ်ဆိုချိုချိုလေးရပါစီဆိုကျွန်တော်တို့ဆူတောင်းပြီးပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီဟာလေးကိုယူသွားပြီးအိမ်မှာထားရဲဆိုရင်မကောင်းတဲ့ကိစ္စတွေအကုန်လုံးပျောက်ပင်မယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်ဒါဝယ်ပါမယ်ဒါသူများဟာပါအချစ်ပေတင်ပဲဖြစ်ပါတယ်ခင်ဗျာဒါလေးယူလိုက်မယ်ဆိုတော့ဒီထဲမှာအချစ်ပေတင်ပါရပါတော့ဆိုတော့ကျွန်တော်ဒါလေးကိုဖွင့်လိုက်ရင်နာမွန်နိုင်အော်ကိုချစ်ကဆိုတော့ကျွန်တော်ရဲ့အချစ်ပေတင်လေးရတော့ပေါ့နော်ဒီထဲမှာရေးထားတဲ့သဘောအရဆိုရင်ကျွန်တော်ကြိုက်တဲ့ကောင်မလေးကကျွန်တော်အပေါ်ကိုဘယ်လိုခံစားချက်ရှိတယ်ဆိုတာကိုကျွန်တော်တေချာမတီးပန်းနဲ့တခြားကောင်မလေးတွေစီသွားဖြစ်တာပဲဖြစ်ဖြစ်တခြားသူကိုကြိုက်ဖြစ်တာပဲဖြစ်ဖြစ်ဖြစ်နိုင်တယ်တဲ့ဂန်ဂျီဆိုမီရိုဆိုတာကတော့ဒီမှာရေးထားရပါတော့ပြစ္ဆုတ်ပံပေါ့နော်အခုလက်ရှိအခြေအနေကိုကြည့်ပါတဲ့ပြောချင်တဲ့သဘောကတော့အခုကောင်မလေးကိုတကယ်ကြိုက်နေရဆိုရင်လည်းဖွင့်ပြောဖို့ပြောချင်တာပါနည်းနည်းမရင်မရတဲ့အချစ်သဘောမျိုးပေါ့နော်အဲဆိုတော့ကျွန်တော်ဒါလေးကိုဒီမှာခြီရတယ်ဗျဒါကတော့ကျွန်တော်ဟာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဟာလေးကိုခြီတယ်ဆိုရင်နဖျားစီကိုဒါလေးကရောက်ပြီးတော့တပလွဲလေးဖြစ်နေရလေးကောင်းလာမယ်လို့ပြောပါတယ်ဒီဘက်မှာတရေ6တယ်ဆိုရင်ကျွန်တော်တို့ဒီ kitchen ပေါ့နော် kitchen တို့မိဖို့ကြောင်တို့မှာတရေကများတဲ့အတွက်ဒါလေးနဲ့အဲ့လိုမီးလေးနဲ့အဲ့လိုမျိုးလှုပ်လိုက်ရင် kitchen ကဒီမကောင်းတဲ့ကောင်တွေတရေတွေပါတွေပေါ့နော်ထားပါတော့ပျောက်သွားတယ်လို့ပြောပါတယ်ဆိုတော့ဒါလေးလုပ်ပါမယ် okay စကာဆိုကျွန်တော်ဒီလိုလောက်တာဖြစ်ပါတယ်ဒီအရင်ဆုံးပထမဆုံးလူတွေတန်းစီပြီးဝင်တဲ့ဟာကြီးကဒီရတိုင်းဆိုတဲ့ဟာလေးပေါ့နော် street food စားဖို့မဟုတ်ဘဲနဲ့ကျွန်တော်ဒါလေးလုပ်ဖို့ပေါ့နော်ဆိုတော့ဒီမီးလေးကိုမငြင်းဘူးဆိုရင်စတိုက်လောင်နေမှာဖြစ်တဲ့အတွက်ပြီးသွားပါပြီကဲဆိုတော့ကျွန်တော်တို့အခုကနေစပြီးတော့ street food တွေကိုစားလို့ရပြီဖြစ်ပါတယ်ငန်းနေပေါ့နော်ကောင်းပါငတ်နေလို့လားမသိဖတ်တော့လည်းရှိပါတယ်ပါတီချီးစုဆိုတဲ့ကောင်လေးစားပါမယ်ဆိုတော့အများကြီးပဲရှိပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီ cheese လေးစားပါမယ်900ပဲဖြစ်ပါတယ်ဟုတ်မရှိမဒီထဲမှာကျွန်တော် cheese မှာလိုက်တာဆိုဒီထဲမှာ cheese ကိုကြော်တာ cheese ကလည်းအေးကြော်တာလိုနေတယ်အေးဖြစ်နေတာတဲ့ cheese ကကောင်းပါရဲ့ဘယ်လိုပဲဖြစ်တော့ကောင်းပါရဲ့ပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်နောက်တနေရာတော့ဒီခါကီဆိုတဲ့ဒီဂုံးကောင်တွေကိုစမ်းစားကြည့်မှဖြစ်မယ်မရှိုးလိုက်ကျွတ်စင်ဒီဂုံးကောင်တွေကို3ခုကို1000ပဲဖြစ်ပါတယ်ခင်ဗျာမရှိုးလိုက်စောက်ရမ်းကောင်းပါတယ်ပြီးချင်းကစားမှဖြစ်ပါတယ်ကိုကရာဆိုင်ကဲဆိုကျွန်တော်တို့ပြီးချင်းကဖြစ်ပါတယ်ဒီကောင်ရတာတော့ store လေးနဲ့ပြီးချင်းကတော့လောက်တာဆိုနည်းနည်းတော့ဖြတ်ရတာတော့ခတ်သွားတယ်ဒါပေမဲ့တော့မိုက်ပါ So good ちょっといくらですかはい、1回500円、5本の矢があります。はいはい。ビンゴは斜めです、ね。 So ကျွန်တော်တို့ပြရမယ်ဘင်ဂိုってしたらどうなりますかビンゴの上の棚あから選べます。あはい。ちょっといただきますはいでどこで1個でも、わあなるほどですねわかりましたいきます Let's go! Let's go もうちょっとなんかちょっとワームアップやからこれもワームアップですよいきますねはい1個、好きなの選んでください。かけてったああそうですねかけて撮影したらそれじゃあ誰にライブはねありがとうございましたはい。します500円ですかねちょっともうお金ないっす見えてへんやん。見えてへんっすねごめんなさいこれ見えてる見えてへんな。はいここにはい、これはい。音で。はいはいはい。မြင်ကတ်တာကျွန်တော်မြန်မာပြည်တော့ကျွန်တော်ဒါလေးပဲဖြစ်ပါတယ် お、うまい。ဝါ 誰かよりうまい。誰かより誰かよりうまい。ဟင်လား にはဟိုးအရင်ပြန်လိုက်ရင်မျိုးလေးလုတ်ပြီးသွားပြီစားလဲစားပြီးသွားပြီဆိုတော့အာမာဇာကဲဆိုတော့ကျွန်တော်ဂျပန်နေနယူးယားမှာတောက်တဲ့အချိုရည်လိုမျိုးအချိုလေးကိုတောက်မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့တွားကြပါမယ်အာမာဇာကဲဆိုတော့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာအယ်ကိုဟောမပါတဲ့ထမင်းဆန်ရက်တော့မဟုတ်ဆန်ချိုအေးလို့ပဲထားပါတော့
ဆိုတော့ကျွန်တော်ဒီဟာလေးကိုဒါဟာလေးရဲ့အရက်ရယ်ဆိုတော့အရက်မဟုတ်ဘူးအမစားကဲရယ်ဆိုတော့နှစ်ခုပေါင်းတစ်ခု900ပဲဖြစ်ပါတယ် sorry အာကြီးဇင်ဇင်大丈夫ですはいありがとうございますはいကဲဒါကတော့ကျွန်တော်ရဲ့နှစ်သက်မှာတောက်တဲ့ဂျပန်အရက်ဟောပါဘူးအမစားကဲပဲဖြစ်ပါတယ်အချိုရည်ပါပဲတကယ်တော့ဒီမှာဆန်လေးနဲ့ဂျင်းလေးနဲ့အချိုလေးလောက်တာကျွန်တော်မိုချီပေါ့နော်ဒီထဲကမုံလုံးကြီးပေါ်လေးရယ်နော်ပဲနီစုပေါ့နော်ချိုချိုလေးရယ်ပြီးတော့ဒီထဲကမုံလုံးကြီးပေါ်လို့အီလေးပဲဖြစ်ပါတယ်For my life, I see me so no be by my mind. Follow me go, where I blind life is the truth. Say, live night, another. ကဲဆိုတော့ကျွန်တော်တို့ပေါ့နော်နောက်ဆုံးအနေနဲ့ Tori Koshi Soba ဆိုတဲ့ဒီဂျပန်နေနှစ်သက်မှာစားကြတဲ့ Soba ပေါ့နော်ခောက်ဆွဲလေးကိုစားကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့950ရ850ရှိပါတယ်ကဲဆိုတော့ကျွန်တော်တို့မယ်ကဲဆိုတော့ကျွန်တော်စားမှာမယ်ပူပူလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီဂျပန်နေစားကြတယ်ပေါ့နော် A little longer than a few minutes later. ကျွန်တော်ဆိုပါကိုတိုဖူးနဲ့မာထားပဲဖြစ်ပါတယ်ဆဲပါမယ်စားလို့ကုံသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအရေးပဲကြံမာတော့တယ်ဆိုတော့ကျွန်တော်ရာဆာကာဆိုတဲ့နေရာလေးကတော့ဒီနေရာရင်းပြီးဆုံးသွားပြီဖြစ်ပါတယ်အားလုံးလည်းဟိုဘက်ကနေထွက်လာနေရပေါ့နော်အဲ့တော့ဒီကနေထွက်တယ်ဆိုရင်တော့ကျွန်တော်ပြီးသွားပါပြီစုံတီရောက်ပါပါပြီမြင်ရတယ်ပေါ့နော်နန်းတော်လာပါလေအဘကွာဒီဖះเจ้าမြင်ရပါတယ် I want to feel good, party all night long. Go see a baby say move. ကျွန်တော်ဂျပန်နိုင်ငံရဲ့နှစ်သက်မှာပထမဆုံးထွက်တဲ့နေလေးပဲဖြစ်ပါတယ်ခင်ဗျာမြင်တဲ့အတိုင်းပဲလုံးဝကိုတကယ်လဲလှပါတယ်ကျိုတိုရဲ့နာမည်ကြီးဖြစ်တဲ့ခါမွန်မြင်လေးနဲ့အတူကျွန်တော်ဂျပန်နိုင်ငံရဲ့ပထမဆုံးထွက်တဲ့နေလေးကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာတောင်တက်မယ်ဆိုပြီးလှုပ်ထားပေးမယ်တဲ့ဒါလေးပဲရှူသားကြဖို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲဒီ view လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြည့်နေတဲ့လူအားလုံးအစိုးရအားလုံးပျောက်ပြီးတော့အကောင့်တွေပဲဖြစ်လာမယ်2026ကိုဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော် fine set မှာတနအီလောက်အားကမြင်မြင်နဲ့လှုပ်ချင်တယ်ဆိုရင်တော့ကျွန်တော် description မှာချပေးထားတဲ့ link လေးကနေတစ်ဆင့်ဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီ view လေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးသွားကြအောင်ပြောချင်ပါတယ်ပြီးတော့ဘယ်လိုမြင်လဲဆိုတာလေးကိုလည်း comment မှာရေးသွားပေးလို့ရပြီးတော့နောက်ထပ်ကြည့်ချင်တဲ့ video ပုံစံရှိရင်လည်း comment မှာရေးသွားပေးလို့ရပါတယ်ခင်ဗျာဒီ line ကောင့်လေးမှာနောက်ဆုံးရအလုံးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတင်ပေးသွားမှာဖြစ်ပြီးတော့ interview reservation လုပ်နည်းကိုလည်းတင်ပေးထားပါမယ်ခင်ဗျာပြောစရာကောင်းမဲ့နှစ်သက်လေးကိုပိုင်ဆိုင်ကြပါစေလို့တဖန်ဆုတောင်းပေးရင်နဲ့ဒီ video လေးကိုအဆုံးသတ်ပေးရစီခင်ဗျာ bye bye နောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ် Come make we party tonight. I said thank God for my life. I see me so no be by my mind.